အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရှေ့ဗီဒီယိုမှာနော်ထာမင်းကြီးအရင်ကမဲဆက်တွေနဲ့ရေးကြီးတွေဘလို့ပေါ်ပေါင်းလာလဲဆိုတာကိုကျွန်တော်တင်ဆက်ပေးပြီးပြီဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယို part 2လေးအပိုင်းနဲ့မှာတော့နော်ထာမင်းကြီးကမင်းလောင်းပေါ်တယ်ဆိုပြီးတော့လူတွေအများကြီးကိုတကယ်ပဲတက်ခဲ့တာလားနောက်ပြီးလူစုံလောင်း၄ယောက်ကိုဘလို့ရှာဝန်တော်ဖွင့်ခဲ့တယ်ဒီအပိုင်းနဲ့မှာပြည့်စုံတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်အဲဒါဆိုကျွန်တော်အပိုင်းနဲ့လေးကိုဆက်လိုက်ကြရအောင်အပိုင်းနဲ့လေးမစခင်မှာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းအနေနဲ့ဘာလို့တော်ရဖို့အကြောင်းအရာတွေကိုသိရှိခြင်းနဲ့ဆိုတော့ကျွန်တော် channel လေးကို subscribe လေးပြုလုပ်ပေးထားကြဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်အဲဒါဆိုကျွန်တော်တို့ video လေးစလိုက်ကြအောင်နော်ရတာမင်းကြီးကလူပေါင်းများစွာကိုတကယ်ပဲတက်ခဲ့လားမတက်ခဲ့ဘူးလားဆိုတာကိုတမိုင်းမော်ကနေကဒီလိုဆိုတာပါတယ်နော်ရတာမင်းကြီးကမင်းလောင်းပေါ်တယ်ဆိုတဲ့တင်ကိုကြားရပါတယ်အဲဒါကြောင့်ပထမကိုဝင်ဆောင်တွေကိုတက်တယ်နောက်ပြီးငွေခင်းစားကလေးအရွယ်တွေကိုတက်တယ်နောက်ပြီးတော့ဘားချောင်းသားအရွယ်တွေကိုတက်တယ်ကိုဝင်ဆောင်မိန်းမ9000ငွေခင်းစားကလေးကြီးပဲက6000နောက်ပြီးဘားချောင်းသားအရွယ်တွေကြီးပဲက9000စုစုပေါင်းလူပေါင်း2000ခန့်ကိုတက်ခဲ့တယ်လို့ဆိုထားပါတယ်ဒါပေမဲ့မင်းလောင်းကမသေးသေးပဲနဲ့မင်းလောင်းရဟန်းပြုတယ်ဆိုတာကိုကြားတဲ့အတွက်ကြောင့်ရဟန်းကိုတော့မတက်ကောင်းဘူးဆိုပြီးတော့အနော်ဒါမင်းကြီးကစွန့်ပင့်ကျွေးတဲ့အခါမှာအာကုန်းကဝန်းတောက်နေတဲ့ရဟန်းတစ်ပါးကိုမင်းတရားကိုယ်တိုင်ရေစက်ကတ်ခဲ့ပါတယ်အဲ့ဒီမှာမင်းလောင်းမိကန်တဲ့ကျန်စတာရဟန်းတော်ကိုတွေ့ခဲ့ရပါတယ်အဲ့ဒါနဲ့အနော်ဒါမင်းကြီးကဒီရဟန်းကမိမိနန်းကိုလူမာလားဆိုပြီးတော့ပေးတဲ့ပညာရှင်တွေကိုတွားရောက်မေးတဲ့အခါမှာတော့ပေးတဲ့ပညာရှင်တွေကမင်းကြီးရဲ့နောက်မင်းဆက်အလွန်မှမင်းဖြစ်ပါလိမ့်မယ်လို့ online တဲ့အခါမှာတော့မင်းကြီးအရန်ကြေကွဲဝမ်းနဲ့သွားပြီးတော့စောစောကပြောတော့အခုတော့လူတွေအများကြီးကိုတတ်မိခဲ့ပြီဆိုပြီးတော့မင်းတရားညီးထွားတယ်လို့တမိုင်းမှတ်တမ်းတွေအရဆိုထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တမိုင်းမှတ်တမ်းတွေအရကြည့်တဲ့အခါမှာပေါ့ဒါပေမဲ့ကျွန်တော်တစ်ဖက်မှာအနော်ဒါမင်းကြီးကဘဝတခြားလုံးလုပ်ခဲ့တဲ့လူရက်တွေကိုပြန်လည်ထောက်ကြည့်တဲ့အခါမှာတော့ဒီအကြောင်းအရာကြီးကဖြစ်နိုင်ဖို့ရာခိုင်နှုန်းနည်းတယ်ဆိုတာကိုသိရပါတယ်ဘာလို့လဲဆိုတော့အနော်ဒါမင်းကြီးရဲ့စိတ်ဓာတ်ကအလုံးကိုပြည်သူတွေပေါ်မှာတနာငင်ညာတယ်ပြည်သူတွေကိုအလင်းပေးခြင်းတယ်နောက်ပြီးပြည်သူရဲ့ဝမ်းနဲ့ကြေကွဲမှုတွေကိုသူမလိုလားဘူးဒါကြောင့်လဲသူကိုယ်တိုင်ဘယင်းမင်းအဆောင်ရောက်မပါဘဲနဲ့တာမန်ရင်သားခဲ့တော့ပြည်သူတွေကိုကွယ်စင်လေးလာခဲ့တဲ့အကြောင်းအရာတွေလည်းရှိပါတယ်ဒါကြောင့်လို့ဒီအဖြစ်အပျက်ကကျွန်တော်အမြင်တော့ဖြစ်နိုင်ရခိုင်တော့အလွန်နည်းလာပါတယ်ဘာလို့လဲဆိုတော့နောက်ပြောမယ့်အကြောင်းအရာတွေထဲမှာလည်းနော်ထာမင်းကြီးရဲ့လေးစားဖွယ်ကောင်းတဲ့စိတ်ဓာတ်တွေကိုသိရှိရပါလိမ့်မယ်အဲ့ဒါကိုကြည့်ပြီးရင်တော့နော်ထာမင်းတရားကဒီလိုလှုပ်ရက်တွေလုံရွယ်ဆိုတာမျိုးကိုလူကြီးမလို့ခံမှန်းလို့ရပါလိမ့်မယ်အဲ့ဒါကြောင့်ဒီဗီဒီယိုရဲ့အဆုံးမှာဖြစ်နိုင်ခြေဟုတ်မဟုတ်ကျွန်တော် comment နဲ့မှာရေးပေးသွားနေရပါတယ်တချို့သမိုင်းရာဇဝင်တွေကကျွန်တော်တို့ကဘယင်းနေနဲ့လည်းအများကြီးဆိုင်ပါတယ်အုပ်ချုပ်သူပေါ်မှာလည်းအများကြီးမူတည်ပါတယ်အဲ့ဒီခေတ်ကအုပ်ချုပ်သူကဒီဘယင်းကိုဒီလိုရေးမယ်ဆိုရင်ဒီလိုပဲရေးရပါလိမ့်မယ်တခြားနီးသွားရေးမယ်ဆိုရင်သူ့ကိုအဆုံးစီရင်ခံရပါလိမ့်မယ်ဒါကြောင့်မလို့သမိုင်းထောက်ထားရှိတိုင်းလည်းကျွန်တော်တို့ကယုံကြည်လို့မရပါဘူးအဲ့ဒါကြောင့်မိတ်ဆွေလူကြီးမင်းတို့ကိုဒါမင်းကြီးကဒီလိုလူပေါင်းများသောကိုတက်ပြတ်ခဲ့တာဟုတ်မယ်ထင်လားမဟုတ်ဘူးထင်လားဆိုတော့ကိုကျွန်တော်ရဲ့ comment လေးထဲမှာရေးပေးသွားလို့ရပါတယ်ကဲဒါဆိုကျွန်တော်တို့လူစုံကောင်း၄ယောက်ရှာပုံတော်ဖွင့်ကြကိုကျွန်တော်တို့ပြောလိုက်ကြရအောင်လူစုံကောင်း၄ဦးရှာပုံတော်ကလည်းစတဲ့ပြပထမတော့ချန်ဆက်သားကအနာထာမင်းကြီးကိုယ်တိုင်တာမန်ရက်သားဟန်ဆောင်ပြီးတော့လိုက်လံရှာဝတ်ခဲ့တာပဲဖြစ်ပါတယ်ပထမတော့ထိလိုက်ရှင်ဆိုပြီးတော့ထင်ရှားကြော်ကြတဲ့ချန်ဆက်သားရဲ့တရင်ကိုကြားတဲ့အတွက်ကြောင့်နာထာမင်းကြီးကိုယ်တိုင်တွားရောက်ပြီးတော့စုံစမ်းခဲ့ပါတယ်အဲ့လိုတွားရောက်စုံစမ်းတဲ့အခါမှာတော့သူ့ရဲ့သားဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒါကြောင့်သူ့ရဲ့နန်းတော်ကိုခေါ်သွားပြီးတော့သူ့ရဲ့နန်းတော်မှာနေရာတစ်ခုပေးရခဲ့ပါတယ်ချန်ဆက်သားကိုပကံနေပြီးတော့ကိုခေါ်ဆောင်သွားပြီးတဲ့နောက်မှာဒုတိယတွေ့လိုက်တာကတော့ငထွေယူပဲဖြစ်ပါတယ်ငထွေယူကိုတွေ့ပုံကလည်းဒီလိုဗျကျွန်တော်တို့အညာဒေတာမှာထမ်းပင်တွေကအလွန်ပေါများတယ်ဗျတနေ့မှာတော့အနော်ဒါမင်းကြီးကပကံညောင်ဘက်ကိုသူ့ရဲကောင်းရှာထွက်လာတယ်ပေါ့ဗျမြင်းမိုးနယ်ကိုရောက်တဲ့အခါမှာတော့ထန်းတက်သမားတအုပ်ကိုသူသွားတွေ့ပါတယ်ထမ်းပင်တွေကလည်းများတော့ထန်းတက်သမားတွေကလည်းအများကြီးတော့ရှိပါတယ်ဒါပေမဲ့ဒီလူကထူးထူးခြားခြားဖြစ်နေပါတယ်သူများတွေကခက်ခက်ခဲတက်နေရတဲ့ထမ်းပင်ပေါ်ကိုဒီထန်းတက်သမားကလင်းလင်းမြန်မြန်ပို့ဖို့ပွားပွားလေးနဲ့တက်နေတာကိုအနော်ဒါမင်းကြီးတွေ့လိုက်ရပါတယ်တပင်မဲလားဆိုတော့လေမဟုတ်ဘူးဗျတပင်မီးတပင်တက်နေတာနေမုံမတက်ခင်မှာပဲထန်းတော်လုံးတက်ပြီးသွားပြီဖြစ်ပါတယ်အဲ့ဒါနဲ့နော်ဒါမင်းကြီးကထမ်းပင်တွေကိုလိုက်ပြီးတော့ရေကြီးတဲ့အခါမှာတော့ထမ်းပင်100ကျော်ရှိနေတာကိုတွေ့ရပါတယ်ဒီထမ်းပင်100ကျော်ကိုမမောမပန်းမဲနဲ့တက်သွားတဲ့သူကတော့ငထွေယူပဲဖြစ်ပါတယ်အဲ့ဒါနဲ့မင်းကြီးကအလုတ်သိမ်းတဲ့အချိန်ကိုစောင့်ပြီးတော့တန်းပြေအတွက်အားကိုးရတဲ့ရဲဘော်ဖြစ်တဲ့နဲ့ဆိုပြီးတော့နန်းတော်ကိုခေါ်သွားပြီးမင်းတရားအမှုထမ်းရာတို့ကိုခန့်အပ်စေခဲ့ပါတယ်ကဲအဲ့ဒါဆိုနောက်တစ်ယောက်ကဘလို့ရှာလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်ဒါမင်းကြီးကသူ့ရဲ့အောင်မြင်လို့ပြောလို့ရတယ်ပုပ္ပားရက်ကိုမကြခဏသွားလိမ့်ရှိပါတယ်တနေ့မှာတော့လူတစ်ယောက်ကနားသရှင်းတီတက်ထားတဲ့ထွန်30ကိုရာတကွက်ပြီးတကွက်ထွန်တုံးပြီးတုံးထွန်နေတာကိုတွေ့လိုက်ရပါတယ်သူလည်းအတူတူပဲနေမောမတက်ခင်မှာပဲထွန်30ကိုထွန်လို့ပြီးသွားပါပြီယာတွေလည်းညက်သွားပါပြီအသင်းဆက်ပြလို့လည်းရပါပြီထွန်နဲ့နွားတွေသာပြောင်းသွားတယ်လူကတော့မပြောင်းလဲပဲမပင်မမှန်းလှုပ်သွားခဲ့တဲ့သူကတော့အလုံးနဲ့ပဲဖြစ်ပါတယ်အဲ့ဒါနဲ့နော်ဒါမင်းကြီးကသူ့ကိုအမှုထမ်း
ရန်ကမ်းလှမ်းတဲ့အခါမှာတော့ငင်းဆန်ခြင်းမပြုဘဲနဲ့လက်ခံလိုက်ပါတယ်အဲဒါကြောင့်နော်ထာမင်းကြီးကနှလုံးလက်ဘဲကိုမင်းမှုတန်းရာသူအဖြစ်ခန့်အပ်ခဲ့ပါတယ်ကဲနောက်တစ်ယောက်ကိုဘလို့တွေးခဲ့လဲဆိုတာကိုကျွန်တော်ကြည့်လိုက်ကြရအောင်တနေ့မှာတော့နော်ထာမင်းကြီးကမြောင်ဦးမှာရှိတဲ့နတ်သမီးကဘာကနေ AR မြစ်ဘက်ကိုလှမ်းကြည့်နေတဲ့အချိန်မှာပဲဒုတိယကနတ်သမီးကဘာကနေတချိန်တိုးပြေးဆင်းလာပြီးတော့ AR မြစ်ထဲကိုဆင်းပြီးတော့တစ်ဖက်ကန်းကိုကူးနေတာကိုမြင်လိုက်ရပါတယ်မြစ်ပြင်ကလည်းကျဲလာတာဖြစ်တာကြောင့်နော်ထာမင်းကြီးကလည်းဒီနေ့ဟာသူ့အတွက်နောက်ဆုံးနေ့ဖြစ်မယ်ဆိုတာကိုတွေးနေပါတယ်ရေကူးတစ်ပါးကလည်းတဖြည်းဖြည်းသေးသွားပြီးပျောက်ကွယ်သွားပါတယ်ဒါကိုနော်ထာမင်းကြီးကလည်းသူတွေးထားတာဖြစ်ပြီဆိုပြီးတော့ထင်နေပါတယ်မကြမီမှာပဲရေကူးသမားကဒီဘက်ကန်းကိုပြန်ကူးလာတာကိုတွေးလိုက်တဲ့အခါမှာတော့နော်ထာမင်းကြီးကအံ့အားသင့်သွားပါတယ်အဲ့ဒါနဲ့မပြီးသေးဘူးရေကူးသမားကကန်းဆက်ကိုရောက်တာနဲ့မတ်ဆောက်လာတဲ့နတ်သမီးကဘာပေါ်ကိုမောပန်းခြင်းမရှိဘဲနဲ့ပြည့်တက်လာတာကိုမြင်လိုက်ရပါတယ်အဲ့ဒါနဲ့နော်ထာမင်းကြီးကအနီးနားမှာရှိတဲ့လူတွေကိုမေးကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့နာမည်ကညောင်အိုးပြီးဖြစ်ပါတယ်ဒီလိုပဲနေတိုင်းအေရီမြေဟိုဘက်ကန်းဒီဘက်ကန်းကိုကူးနေတဲ့သူတယောက်ဖြစ်တဲ့ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒါနဲ့ဒီလူဟာတမ်းပြည်အတွက်လူစွမ်းကောင်းဖြစ်လာနိုင်တယ်ဆိုပြီးတော့ညောင်အိုးပြီးကိုပကံနန်းတော်ကိုခေါ်ကမင်းမှုထမ်းဖြစ်ခန့်အပ်ခဲ့ပါတယ်အဲ့ဒါကနေကျွန်တော်တို့သူရဲကောင်း၄ဦးဆိုပြီးရောဖြစ်လာခဲ့ပါတယ်ကျန်စစ်သားကနော်ထာမင်းကြီးရဲ့သားဖြစ်နေတာကတကြောင်ပထမဆုံးတွေးခဲ့တာကတကြောင်နောက်ပြီးတော့တတ်တဲ့ပညာတွေဓာတ်ခုံလန်တို့မြင်စီစားတဲ့အတတ်ပညာတွေတတ်ထားတာကတကြောင်အဲ့ဒါကြောင့်ပဲကျန်စစ်သားကိုစစ်ဦးစီးချုပ်အဖြစ်ခန့်ပြီးတော့ကျန်၃ယောက်ကိုတော့စစ်ဗိုလ်မှူးတွေအဖြစ်ခန့်အပ်ခဲ့ပါတယ်ကဲအဲ့ဒါဆိုကျွန်တော်တို့လူဆောင်ကောင်း၄ယောက်လဲရှာပုံတော့ဖွင့်ကမ်းပြီးသွားပြီဆိုတော့ကျွန်တော်တို့အရေးကြီးတွေကိုဘယ်လိုနှိမ်နှင်းခဲ့တယ်ဆိုတဲ့နှိမ်နှင်းကမ်းလေးပြောလိုက်ကြရအောင်အဲ့ဒီလိုလူဆောင်ကောင်း၄ယောက်ဆုံပြီးတဲ့နောက်မှာနော်ထာမင်းကြီးကအရေးကြီးတွေကိုနှိမ်နှင်းဖို့စဉ်းစားခဲ့ပါတော့တယ်လို့စဉ်းစားလာတဲ့အခါမှာနော်ထာမင်းကြီးနန်းသက်၄နှစ်မြောက်မှာတော့သူ့ခမဲတော်ကွယ်လွန်နေစာရောက်ခဲ့ပါတယ်အဲ့လိုခမဲတော်ကွယ်လွန်နေစာရောက်ပြီးတဲ့နောက်မှာရေးကြီးပါတာကိုနော်ထာမင်းကြီးမနစ်သက်ကြောင်းပြလို့တာကြောင့်နန်းတော်ကနေအရေးကြီးကြောင်းကိုအလွယ်တကူသွားလို့ရတဲ့လမ်းတွေကိုပိတ်ခဲ့ပါတယ်အဲ့ဒါနဲ့အရေးကြီးတွေကနော်ထာမင်းကြီးရဲ့အခြေအနေကိုတတိထားမိပါတယ်ဒီလိုတတိထားမိတာကြောင့်နော်ထာမင်းကြီးယုံကြည်လေးစားကိုးကွယ်လာအောင်မှုမှတ်တွေနဲ့ပေါင်းပြီးတော့တရေခရိယာဘက်မှတစ်ခွက်ပင်ကြီးတဲကိုအရေးကြီးတွေကသူတို့ကိုယ်တိုင်ပြုစုထားတဲ့ချမ်းကိုအဲ့ဒီတစ်ခွက်ပင်ကြီးတဲကိုထည့်ထားခဲ့ပါတယ်ယူနဲ့တစ်ခွက်ပင်ကြီးကတဖြည်းဖြည်းကြီးလာတဲ့အခါမှာတော့၃နှစ်ကြာတဲ့အခါမှာအရေးကြီးတွေနဲ့ပေါင်းကြံတဲ့မှုမှတ်တွေနဲ့အရေးကြီးတွေကသူတို့ရဲ့ဘာသာဘလောက်ပြီးတော့မုံမြတ်တဲ့ဘလောက်တန်ရှင်းတဲ့ဘလောက်ယုံကြည်ကိုးကွယ်စရာကောင်းလဲဆိုတာကိုတရားမင်းကသူတို့ကိုအိမ်မက်ပေးပြီးတော့ဒီတိရိခိတရဘက်မှတစ်ခွက်ပင်ကြီးတဲမှာသူတို့ရဲ့ကျမ်းစာရှိတယ်ဆိုတာကိုအိမ်မက်ပေးတယ်ဆိုပြီးတော့နော်ထာမင်းကြီးအထင်ကြီးအောင်သူတို့လှုပ်ကြံထားတဲ့ဆက်ကို၃နှစ်ကြာတဲ့အခါမှာရှောက်တင်ခဲ့ပါတယ်နော်ထာမင်းကြီးကလည်းပေါ့တန်တန်လူမှမဟုတ်တာကိုပိုင်အုံနောက်ကိုပိုင်ငန်နဲ့စဉ်းစားတတ်တဲ့လူဖြစ်လာကြောင်းအဲ့ဒီတစ်ခွက်ပင်ရှိရာကိုသူ့ရဲ့မှုမှတ်တွေကိုလွတ်လိုက်ပြီးတော့တစ်ခွက်ပင်ကြီးကိုလှည့်ခိုင်းတယ်လဲပြီးအဲ့ဒီကျမ်းစာကိုတွားကြည့်ခိုင်းတယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာကိုဒါပေမဲ့အဲ့ထဲမှာတကယ်ရှိနေခဲ့ပါတယ်အဲ့လိုရှိတဲ့အကြောင်းကိုနော်ထာမင်းကြီးကိုရှောက်တင်တဲ့အခါမှာနော်ထာမင်းကြီးကလည်းလွယ်ယုံတဲ့သူမဟုတ်တာကြောင့်အားလုံးစဉ်းစားခဲ့ပါတဖြည်းဖြည်းနဲ့သူတို့ရဲ့လှုပ်ဆက်တွေသူတို့ရဲ့ပေါင်းကြံမှုတွေကပေါ်လာပါတော့တယ်အဲ့ဒါကြောင့်နော်ထာမင်းကြီးကပေါင်းကြံတဲ့မှုမှတ်တွေကိုကြီးလေးတဲ့အဖြစ်တွေပေးတယ်အရေးကြီးတွေကိုလည်းတာမန်လွတ်ထားလို့မရဘူးဆိုတဲ့အခြေအနေနဲ့စောင့်ကြည့်ရတဲ့အခြေအနေတွေကိုပြုလုပ်ခဲ့ပါတယ်တနေ့တော့အခါမှာတော့မုတ်ဆိုးတုပ်ကအမဲလိုက်ထွက်လာခဲ့ပါတယ်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားမနက်ကနေနေ့လယ်အထိအားကောင်တစ်ခေါက်မှမရသေးပဲအခြေအနေဖြစ်ပါတယ်သူမဲလိုက်လာတာကသူ့ရဲ့အသက်နဲ့များဖြစ်ပြီးတော့သူအခုမင်းမှုတန်းအလုပ်ကနေတော့အငိမ့်စားယူပြီးဒီနေ့လိုနေမျိုးတစ်ခါမှမကြုံဘူးခဲ့ပါဘူးအဲ့ဒါနဲ့ဒေါရထွက်နဲ့မဲလိုက်ရင်ရဟန်းတစ်ပါးနဲ့သွားတွေ့ပါတယ်ပထမတော့ဒူးလေးကိုအသင့်ပြင်ထားပြီးတော့ပြစ်ဖို့ချောင်းနေတာရဟန်းကသူနဲ့တဖြည်းဖြည်းနီးလာတဲ့အခါမှာလူတတော်ဝါနဲ့သူ့နေတာကိုသူတွေ့လိုက်ရပါတယ်အဲ့ဒီခေတ်ကရဟန်းကတုံးတုံးထားတယ်သင်္ကန်းညုံထားတယ်ဆိုတဲ့ပုံစံမျိုးကိုမြင်မှုတဲ့သူအလွန်ရှားပါလိမ့်မယ်ရေးကြီးတဲ့ပုံစံတွေကိုပဲမြင်နေရတာဖြစ်ပါတယ်ရေးကြီးတဲ့ပုံစံတွေကတော့သပင်ရှိရှိမိုးစိတ်ရှိရှိပတိုင်းမွေးတွေနဲ့ဝတ်စားတွေကလည်းကဘောကရိုအောက်ကတော့ဝင်ထားတယ်အပေါ်ကတော့တဝတ်တပြက်ဒီလိုသင်္ကန်းညုံပြီးတည်တည်တက်တက်မျက်နှာတည်ကြည်မှုရှိတဲ့ရဟန်းမျိုးကိုတော့အဲ့ဒီခေတ်ကတွေ့ဘူးတဲ့လူအလွန်ကိုရှားပါလိမ့်မယ်အဲ့ဒါနဲ့အဲ့ဒီရဟန်းကမိုးစိုးကိုတိခံတော့ဆိုပြီးတော့ပြောပါတယ်အဲ့ဒီလိုပြောပြီးတဲ့နောက်မှာသူဦးတီယာလမ်းကိုပဲဖြင်းချင်းစွာဆက်လက်လျှောက်သွားခဲ့ပါတယ်အဲ့ဒါနဲ့မိုးစိုးကလည်းအလွန်သက်ပဲပြီးကြီးညိုဖို့ကောင်းတာကြောင့်ကလန်တံမြန်းထံကိုပင့်သွားခဲ့ပါတယ်ကလန်တံမြန်းမှတစ်ဆင့်မင်းမှုမှတ်တွေထံပင့်ခဲ့ပါတယ်အဲ့ဒီလိုပဲမင်းမှုမှတ်တွေမှတစ်ဆင့်ဘရင်ထံကိုရောက်ရှိသွားပါတယ်နော်ထာမင်းကြီးကလည်းခေသူမဟုတ်ဘူးလေအရေးကြီးတွေကညံစင်ပြီးတော့ဒီလိုလှုပ်လာတာလားဆိုပြီးတော့တွေးနေခဲ့ပါတယ်အဲ့ဒါနဲ့ရဟန်းကိုသွားပြီးကြိုဆိုပါတယ်ဘရင်ကညံစမ်းတဲ့အနေနဲ့တင့်တော်ရနေရာထိုင်ခင်းကိုသွားရန်ပြောကြပါတော့အဲ့ဒီရဟန်းကဘရင်မင်းရဲ့ပလင်တော်ဘော်ကိုတက်ပြီးတော့ထိုင်နေခဲ့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီခါမှာတော့နော်ထာမင်းကြီးနဲ့နန်းတွင်းသူနန်းတွင်းသားတွေကအံ့အားသင့်နေပါတော့တယ်ဘာလို့အံ့ဩလဲဆိုတော့အဲ့ဒီခေတ်ကဘရင်ပလင်ဘော်ထိုင်
ထိုင်ဖို့မပြောနဲ့ဘရင်ပလင်နာကပ်ဖို့ကိုပဲမဝင်ရဲကြပါဘူးအဲ့ဒီလိုအခြေအနေမျိုးမှာဒီရဟန်းတစ်ပါးကဘရင်ရဲ့ပလင်ပေါ်တက်ထိုင်ခဲ့တယ်ဆိုတော့သူတို့အားလုံးအံတင်သွားပါကျွန်တော်တစ်ဖက်မှာလည်းတည်ကြည်တဲ့မျက်နှာအေးချမ်းတဲ့ပုံစံတွေကြောင့်ကျဉ်ညိုစိတ်ဖြစ်သွားတာလည်းပါပါတယ်အဲ့ဒီရဟန်းတော်ကတော့အားလုံးလည်းသိထားကြတဲ့ရှင်အာရဟံမန်ဖြစ်ပါတယ်ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ရှင်အာရဟံကလည်းကျွန်တော်တို့ရဲ့ဂျေဇုရှင်ကိုရောမြတ်ကြီးဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့မေ့ထားပြလို့မရပါဘူးရှင်အာရဟံကြောင့်ကျွန်တော်တို့ကိုးကွယ်မှုတွေကပြောင်းလဲခဲ့တယ်လို့ကျွန်တော်တို့ဆိုရပါလိမ့်မယ်အဲ့ဒါနဲ့နော်ဒါမင်းကြီးနဲ့နန်းသူနန္ဒတွေကအောက်မှာထိုင်ပြီးတော့နော်ဒါမင်းကြီးကဒီလိုမေကုန်းနေမေးလိုက်ပါတယ်ငါရှင်တွေဘယ်လိုလဲငါရှင်ဆေးရသခင်ကြီးဘယ်လိုလဲအဲ့လိုမေးလိုက်ပါတယ်အမင်းသွားကြောင့်သာအဖြစ်ဖျားလောင်းဆိုတဲ့အတိုင်းပဲရှင်အာရဟံမရိမကြီးကနော်ဒါမင်းကြီးနားလည်လွယ်အောင်လူလိုနဲ့သူ့ရှင်အရင်ဖြေပါတယ်မင်းတရားငါသည်သူ့နာဘုံမိအမည်ရှိတဲ့တထုံပြည်မှလာခဲ့တာဖြစ်ပါတယ်ဂုံတော်9ပါးဂုံတော်6ပါးအစိန်ရ4ပါးနဲ့ပြည့်စုံသောတပ္ပညုဗုဒ္ဓဖရာ၏တပည့်သားတာဝကဖြစ်ပါတယ်ငါ၏ဆရာသည်တပ္ပညုဗုဒ္ဓအမည်ရှိဂေါရမဘုရားသခင်ဖြစ်ပါတယ်ဆိုပြီးတော့ဖြေကြားလိုက်ပါတယ်အဲဒီချိန်မှာနော်ဒါမင်းကြီးကဂေါရမမြတ်စွာဘုရားဆိုတာအဲဒီချိန်မှာစ၍ကြားသိရတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့နော်ဒါမင်းကြီးကဆက်လက်မေးလျှောက်ခဲ့ပါတယ်ဂေါရမမြတ်စွာဘုရားသခင်ကငါရှင်ကိုဘယ်တရားတွေဟောကြားလိုက်ပါသလဲဒီတရားဓမ္မတို့၏အနှစ်ချုပ်အဓိပ္ပာယ်ကဘာလဲယခုဂေါရမဘုရားသခင်သည်ဘယ်ရမ်းမှရှိပါသလဲလို့ထပ်ပြီးတော့မေးလိုက်ပါတယ်အဲ့ဒါနဲ့ရှင်အာရဟံမရိမြတ်ကြီးကဗုဒ္ဓဂေါရမမြတ်စွာဘုရားရဲ့တရားတော်အနှစ်ချုပ်ကိုဒီလိုရှင်းပြခဲ့ပါတယ်မမေ့မလျော့ခြင်းသည်တေခြင်းကင်းသောနိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်တရားများဖြစ်ပါတယ်မေ့လျော့ခြင်းသည်အဖန်ဖန်တလဲလဲမွေးလိုက်တေးလိုက်နဲ့တဏှာဝိဒုက္ခများကိုခံစားရသောအကြောင်းတရားများဖြစ်ပါတယ်မမေ့မလျော့တတိတရားရှိသူတို့သည်တကြိမ်သာသည်မေ့လျော့ခြင်းဖြင့်တရားမသိသူတို့သည်အဖန်ဖန်တလဲလဲတေးရပါလိမ့်မယ်မင်းတရားဤကဂေါရမမြတ်စွာဘုရားရဲ့တရားဒေသနာတော်များမှဏိဒန်းမြတာဖြစ်ပါတယ်ယခုအခါ၌ဂေါရမမြတ်စွာဘုရားရှင်သည်မဟာဗောဓိပင်ရင်၌ဘုရားဖြစ်သို့ရောက်ခဲ့ပြီးဘုရားဖြစ်၍45ဝါလုံးလူနတ်တို့အားတရားဒေသနာများဟောကြားတော်မူခဲ့သည်ယခုအခါ၌အင်ဂျင်တော်တွင်ပြိဋိဘံဆံဝင်တော်မူခဲ့ပြီးဆိုပြီးတော့အနာထာမင်းကြီးကိုဖြေကြားခဲ့ပါတယ်နောထာမင်းကြီးကတကယ်ပါရမီရှင်သူဖြစ်ပါတယ်အဲ့ဒီလိုအကျဉ်းလေးပြောလိုက်တဲ့ချိန်မှာပဲလောကရောတန်တရားပါအကျိုးများလိမ့်မယ်ဆိုပြီးတော့နားလည်သွားပါတယ်အဲ့ဒါကြောင့်ဗုဒ္ဓဘုရား၏တာရဏတော်ကိုကိုးကွယ်ရင်တော့အကျိုးထူးလိမ့်မယ်လို့ချက်ချင်းသဘောပေါက်နားလည်သွားခဲ့ပါတယ်အဲ့ဒါတွေပြီးတဲ့နောက်မှာဒီလိုထပ်ပြီးတော့နောထာမင်းကြီးကမေးလျှောက်ခဲ့ပါသေးတယ်မေးလျှောက်ခဲ့ပါသေးတယ်အရှင်မြတ်ယခုပကံနိုင်ငံတော်၌ရှိနေသောအရေးကြီးသောအကြောင်းကိုရှင်းပြပါဦးသူတို့ကဂေါရမမြတ်စွာဘုရား၏တပည့်သားများဖြစ်ပါသလားအဲ့လိုမေးလိုက်ပါတယ်ဒီအကြောင်းအရာကအနောထာမင်းကြီးအတိကျဉ်ဆုံးအကြောင်းအရာထဲမှာလည်းပါပါတယ်ဘာလို့လဲဆိုတော့ရေးကြီးဘာသာနဲ့ဒီရှင်အာရဟံမထေရမြတ်တို့ကိုးကွယ်တဲ့ဘာသာနဲ့ကတူပြီးတော့ကျင့်စဉ်တွေကဘလို့ကွဲလဲဆိုတာကိုသူသိရှိခြင်းနဲ့မေကွန်ဖြစ်ပါတယ်အဲ့ဒါနဲ့ရှင်အာရဟံမထေရမြတ်ကြီးကမဟုတ်ပြီဤပုဂ္ဂိုလ်တို့ကဂေါရမမြတ်စွာဘုရားတခင်တပည့်သားများမဟုတ်ပါငါတို့နဲ့သဘောထားဆန္ဒမတူညီကျင့်စဉ်လည်းမတူညီရီမှန်းချက်လည်းမတူညီသူတို့ကယူလဲတော့တတိတက္ကတွန်ယဟန်များတာဖြစ်ပါတယ်ဆိုပြီးတော့ပြန်လည်ဖြေကြားခဲ့ပါတယ်အဲ့ဒါလေးပြီးတဲ့နောက်မှာရှင်အာရဟံမထေရမြတ်ကြီးကဂေါရမမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုဆက်လက်ပြီးရှင်းပြခဲ့ပါတယ်ဂေါရမဗုဒ္ဓဘုရားရှင်မရှိတဲ့နောက်မှာဘုရားရှင်ရဲ့အဆုံးအမတွေကိုပေထက်ကြောက်ထက်အခရာတင်ခဲ့တဲ့လုပ်ငန်းစဉ်များကိုလည်းရှင်းပြပါတယ်အဲ့ဒါပြီးတဲ့နောက်မှာဂေါရမမြတ်စွာဘုရားရဲ့တရိယဓာတ်စဉ်နဲ့မွေတော်များကိုလည်း17ပြည်တော်တော်မင်းတို့ခွဲဝေယူကြတယ်ယခုကမြတ်စွာဘုရားရှင်တရိယဓာတ်တော်များနဲ့ဓမ္မကျမ်းဂန်အသီးသီးတို့မှာတီဟိုကျွန်းမှတဆင့်ကဘာနှံ့ပြန့်ခဲ့ပြီဆိုတဲ့အကြောင်းတွေကိုလည်းမင်းတရားသိခွင့်ရခဲ့ပါတယ်အဲ့လိုသိခွင့်ရပြီးတဲ့အခါမှာတော့အနောထာမင်းတရားကရှာတိုင်းခြေတော်ရမ်းတဲ့ဝစ်ဆင်းဥခိုက်လေပါတယ်မင်းတရားကရှာတိုင်းကိုရှင်းလင်းပြတ်သားစွာရှောက်တယ်မှာယခုအချိန်မှစ၍မိမိတို့နဲ့တကွဤသူတို့သည်ဂေါရမမြတ်စွာဘုရားရှင်အဆုံးအမတွေတည်ပါတော့မယ်ဂေါရမမြတ်စွာဘုရားရှင်အဆုံးအမများတွေတည်ပါတော့မယ်ဂေါရမဗုဒ္ဓ၏ကျင့်စဉ်တရားတို့ကိုလိုက်နာကျင့်ဆောင်ပါတော့မယ်ဂေါရမဗုဒ္ဓညွှန်ကြားပြရာလမ်းအတိုင်းတသွေမသိရှောက်လန်းပါတော့မယ်ဆိုပြီးတော့နောထာမင်းကြီးရှောက်တင်ပါတော့တယ်အဲ့လိုနောထာမင်းကြီးရှောက်တင်တဲ့အခါမှာတော့အရှင်အာရဟံမထေရမြတ်ကြီးကသာဓု3ကြိမ်ဟောဆိုပါတယ်အဲ့ဒါတွေပြီးတဲ့နောက်မှာအရှင်အာရဟံမထေရမြတ်ကြီးရဲ့ရည်ရွယ်ချက်ကိုမင်းတရားကြီးကိုပြောပါတယ်မင်းကြီးငါတရင်သုံးနေတိုင်ရာတထုံပြည်မှာဘုရားရှင်တော်မြတ်ကြီးရဲ့တရဏစီပင်ဝေဖြာနေခဲ့ဒီမှာကြာခဲ့ပြီးတထုံပြည်၌ငါးဆရာတော်အရှင်သီလဗုဒ္ဓမထေရရှိသည်ဗကန်းနိုင်ငံတော်နီတရဏကွယ်ပနေခြင်းကြောင့်တရဏပြုရဆရာတော်ကငါ့ကိုစေခဲ့တယ်ယခုငါရွယ်ချက်ပြည့်မြောက်ပြီးဝမ်းမြောက်ပွဲကောင်းနေစွာဆိုပြီးတော့ပြောကြားခဲ့ပါတယ်အဲ့ဒါတွေပြီးတဲ့နောက်မှာအနောထာမင်းကြီးကရှင်အာရဟံရဲ့ဆုံးမတွေကိုနာခံတယ်တရားတွေကိုနာကြတယ်ပြီးတဲ့နောက်မှာညောင်းမြို့နောက်ဖက်သောရက်မှာအရညဝါဒီဇေရဝန်ကျောင်းတော်အမည်ဖြင့်ကျောင်းတက်ကြီးကို
ရှင်ရဟန်းဆောက်လုပ်လူဒန်းခဲ့ပါတယ်မထင်မြတ်ကြီးရဲ့အတွင်ပစ္စည်းလေးပါးဒါကအဖြစ်မင်းတရားကတာဝန်ယူခဲ့ပါတယ်အဲဒီလိုနဲ့ဝင်းကြီးမူကြီးစစ်တို့ကြီးမှအစာကလန်တန်ပြင်းအစိုးနန်းသွင်းနန်းပြင်မမှုထမ်းတို့လည်းအရှင်ရဟန်းမထင်မြတ်ကိုကိုးကွယ်တင်တလောက်ကိုးကွယ်ကြပါတယ်အဲဒီလိုနဲ့ဗုဒ္ဓတရဏနန်းတော်တွင်မှာဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ဥမ္မာများကလည်းဘင်းကိုကြောက်ရတော့မှန်ပါဖျားဟုတ်ပါဖျားလို့ရတာပါဒါပေမဲ့အရေးကြီးတွေရဲ့ကြောင်းကိုတော့တွားမြင်သွားနေကြစေဖြစ်ပါတယ်အစကတော့အနောဒမင်းကြီးကဒီတိုင်းနေပြီးသွားမယ်ထင်တာစိတ်သက်စစ်စင်ရင်လှုပ်လိုက်တယ်ပေါ့ပြည်သူတွေကဗုဒ္ဓတရားတော်တွေကိုနာကြရပြီးရေးကြီးတွေကိုရှောင်ဖယ်လာမယ်ရေးကြီးတွေကလည်းသူ့အလိုလိုပျောက်ကွယ်သွားမယ်အဲ့ဒီလိုလေးပဲအနောဒမင်းကြီးကတွက်ထားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူထင်ခဲ့တာနဲ့တခြားစီဖြစ်လာပါတယ်ရေးကြီး3ကြိမ်နဲ့တစ်ဖက်6000ကလည်းလှန်တိုးမြပြက်မြင်းစီစင်စီစတဲ့တပ်ပညာတွေတတ်ထားတာကြောင့်သူ့ရဲ့တိုင်းပြည်မှာရန်ကားကျင်တယ်လို့ရန်ကားလာပါတော့တယ်မင်းမှုထမ်းတွေကိုလည်းမထီမဲ့မြင်ပြုလာပါတယ်နောက်တော့တဖြည်းဖြည်းနဲ့ရှာရန်တထုံကနေမနူဝမင်းကြီးကိုခွင့်တောင်းပြီးတော့ပေါ်လာတဲ့ရဟန်းတန်ဃာတော်တွေပါတရားဟောခွင့်မရစွမ်းခံရတာအခက်အခဲတွေဖြစ်လာခဲ့တဲ့အထိစိုးသွမ်းလာပါတော့တယ်ဒီတဲ့တင်းကတစားနဲ့အနောဒမင်းကြီးထံကိုရောက်လာခဲ့ပါတော့တယ်အစကတော့အနောဒမင်းကြီးကဒီတိုင်းစိတ်သက်စစ်စင်ရေးလေးနဲ့ပြီးမယ်လို့ထင်ခဲ့တာအခုတော့ရန်ကားနေတဲ့ရစ်ကြီးတွေနဲ့တပည့်တွေကိုနှိမ်နှင်းရတော့မှဘောဆိုကဒါဆိုလဲဒါလှန်ဆိုလဲလှန်မြင်းဆိုလဲမြင်းဘောဆိုပြီးတော့အရေးကြီးခေါင်းဆောင်3ကြိတ်ကိုအရင်ဖမ်းစေခိုင်းပါတယ်ပြီးတဲ့နောက်မှာမြို့ထဲမှာစိုးသွမ်းနေတဲ့အရေးကြီးတပည့်တွေကိုလည်းနှိမ်နှင်းစေခဲ့ပါတယ်နောဒမင်းကြီးကသူ့ရဲ့ကောင်းစစ်တင်၄ဦးကိုအရေးကြီးတွေကိုအမြစ်ကနေပြီးတော့လှန်ခိုင်းစေပါတော့တယ်အရေးကြီးနဲ့အရေးကြီးတပည့်တွေကလည်းခေသူတွေမဟုတ်တာကြောင့်ပြန်လည်ခုခံတိုက်ခိုက်သူတွေကတိုက်ခိုက်ကြတယ်ဖပြေးတဲ့သူတွေကထွက်ပြေးကြတယ်လက်နဲ့ချပြီးတော့အဖမ်းခံတဲ့သူတွေကအဖမ်းခံကြတယ်ဘရင်တပ်တွေကလည်းစနစ်တကျလေ့ကျင့်ထားတဲ့သူတွေဖြစ်တာကြောင့်တွေးထက်တန်ရုံတွေရှိတော့လဲဘရင်တပ်ဘက်ကပဲအားသာပြီးတော့အရေးကြီးတွေကိုဖမ်းသူ့ရဲ့တပည့်တွေကိုနှိမ်နှင်းပြီးတဲ့အခါမှာတော့တန်းပြေမှာရန်ကားတာတွေမလို့ရဲပဲနဲ့တချို့အရေးကြီးတပည့်တွေကပါဗုဒ္ဓဘာသာကိုကိုးကွယ်လာတဲ့အထိဖြစ်လာကြပါတယ်အဲ့ဒီအခါမှာတန်ဃာတော်တွေကလည်းဖျားတဲ့ကျောင်းဆောက်တရားဟောစွမ်းခံစတာတွေပြန်လည်လှုပ်ရဲလာကြပါတော့တယ်အဲ့လိုနှိမ်နှင်းရဲနဲ့နောက်ဆုံးအရေးကြီးတရဏကပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့ဒီလိုနဲ့အရေးကြီးပြဿနာတည်ငြိမ်အေးဆေးဖြေရှင်းသွားပြီးတဲ့နောက်မှာတော့နောက်ထပ်ပြဿနာတစ်ခုကထပ်ပြီးတော့ပေါ်လာပါတော့တယ်အဲ့ဒီနောက်ထပ်ပြဿနာကတော့နောင်အခါ39မင်းလို့အမည်ကျော်ကြားလူသိများလာမဲ့နတ်ပြဿနာပဲဖြစ်ပါတယ်နတ်ပြဿနာကိုပြောမယ်ဆိုရင်တော့နတ်အကြောင်းလေးတွေဘယ်ကစဖြစ်လာတယ်ဘယ်လိုအသေးပဲရှိလဲဆိုတာကိုတော့သိဖို့လိုပါမယ်နတ်ကိုယ်ွယ်မှုကိုဘယ်ချိန်ကစလဲဆိုရင်တော့ဘာဟုတ်စခဲ့တဲ့အတိုင်းတပါးလဲပါလာတယ်လို့ဆိုရပါမယ်မိနက်လေနက်ရေနက်မိုးနက်ငင်နက်နေနက်လနက်စသဖြင့်ပေါ့တဘာဝကဖန်တီးထားတဲ့အရာတွေကိုနတ်အဖြစ်ကိုးကွယ်ခဲ့ကြပါတယ်နတ်ရဲ့အဓိပ္ပာယ်ကတော့နာထဆိုတဲ့ပါဏိဝါဒကနေဆင်းသက်လာတာပဲဖြစ်ပါတယ်ဥပမာလောကနာထဆိုရင်တော့လောကနတ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နာထဆိုတဲ့ပါဏိစကားကိုတရဝါတို့ကိုးကွယ်ရာပုဂ္ဂိုလ်ဆိုပြီးတော့အနက်ဖွင့်ထားပါတယ်ဩဝါဒနတ်ထပကတဏိကျမ်းမှာတော့ငါတို့မြန်မာမှာနာထတရာကိုယူပြီးတော့နတ်ခေါ်ဟောသည်ဟုယူရမယ်အဲ့ဒီနာထတရာကကိုးကွယ်ရာအဓိပ္ပာယ်ရတယ်လို့မှတ်ရမယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ရှေးကလေးလူမျိုးတွေကပထမဆုံးကိုးကွယ်ခဲ့တဲ့နတ်ကိုတော့ဇုလို့အမည်ပေးခဲ့ပါတယ်ယောမလူမျိုးတွေကဂျူပီတာလို့အမည်ပေးခဲ့ပါတယ်ရာဟိုဒီလူမျိုးတွေကတော့အရိုနင်းလို့အမည်ပေးပြီးတော့ခရစ်ယာန်ဘာသာဝင်တွေကတော့ယာဟောဘာလို့အမည်ပေးကိုးကွယ်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်နတ်တွေကစီးပွားရေးတွေကောင်းအောင်လုပ်ပေးတယ်လူမှုရေးတွေပညာရေးတွေစတဲ့အကြောင်းအရာအမျိုးမျိုးကိုအဲ့ဒါတွေကိုကောင်းမွန်အောင်လုပ်ပေးတယ်ဆိုပြီးတော့အားလုံးကယုံကြည်ကိုးကွယ်ခဲ့ကြပါတယ်ကျွန်တော်နတ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့အများကြီးရှိတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုထဲမှာအကျဉ်းလေးအနေနဲ့ကျွန်တော်ပြောပြပေးသွားပါမယ်ကျွန်တော်ပထမဆုံးစရင်ဝင်ခဲ့တဲ့နတ်လို့ပဲပြောရမယ်ဗျအဲ့ဒီရှင်းမှာလည်းနတ်တွေအများကြီးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့တမိုင်းရာဇဝင်တွေထဲမှာမပါတဲ့အတွက်ကြောင့်ကျွန်တော်ပါတဲ့ပထမဆုံးနတ်ကိုပဲကျွန်တော်အရင်စပြောလိုက်ကြအောင်ပထမဆုံးနတ်ကိုပြောမယ်ဆိုရင်တော့ပပဲမောင်တင်တယ်ကိုပဲပြောရပါတော့မယ်ပပဲမောင်တင်တယ်ဘယ်လိုဖြစ်လာလဲဆိုတော့ပပဲမောင်တင်တယ်ကလူဘဝတုန်းကထူးချွန်တဲ့လူကောင်းတစ်ယောက်ဖြစ်ပါတယ်အဲ့ဒါကြောင့်အရန်တော်ပြီးတော့အရန်ထူးချွန်တဲ့အတွက်ကြောင့်ဘယင်တွေရဲ့ထုံးစံတိုင်းသိရမလားသူ့ရဲ့နန်းကိုလူမှာဆိုတဲ့အတွက်ကြောင့်တကောင်းဘယင်ကနေပြီးတော့ကိုတင့်တယ်ကိုမိရှို့ပြီးတော့အဆုံးစီရင်ခိုင်းစေခဲ့ပါတယ်အဲ့ဒါနဲ့တကောင်းဘယင်ရဲ့မယားကိုတင့်တယ်ရဲ့နှမတော်သူ့ရဲ့ကိုမိထဲမှာအဆုံးစီရင်ခံခဲ့ရကြောင်းသူလည်းပဲမိထဲကိုလိုက်ပြီးတော့ခုန်ချပြီးတော့သူ့ကိုသူအဆုံးစီရင်ခဲ့ပါတယ်အဲ့ဒါနဲ့တည်ဆုံးသွားပြီးတဲ့နောက်မှာတော့နှမတော်နတ်ဖြစ်လာပါတယ်မောင်တင့်တယ်ရဲ့မယားဟောင်းရွှေနဘေးတည်ဆုံးတဲ့အခါမှာလည်းနတ်ဖြစ်ခဲ့ပါတယ်ကိုတင့်တယ်ကိုတကောင်းဘယင်ကလိုက်ဖမ်းစဉ်ကကိုတင့်တယ်ရဲ့နှမအထွေးဆုံး3မှန်လခမများမှာဘယင်ကောက်တော်ဟိုမှာဆိုးရဲ့အတွက်ကြောင့်ရခိုင်ကိုပြေးခဲ့ပါတယ်ရခိုင်မင်းက3မှန်လကိုသမီးအမဖြစ်မွေးစားခဲ့ပါ
နောက်တော့ဥက္ကလပမင်းတမိန်ထောနဲ့သုံးမန်လာကိုလက်ဆက်ပေးခဲ့ပါတယ်သုံးမန်လာကမိဖုရားဖြစ်လာခဲ့ပါတယ်သုံးမန်လာမိဖုရားနဲ့တမိန်ထောဘရင်တို့ပေါင်းတဲ့ရာကနေတမိချောလေးရှင်နဲမိကိုမွေးဖွားခဲ့ပါတယ်သုံးမန်လာမိဖုရားခမညာရွာမလည်းခွဲခွာလာတာကြာပြီဆွေမျိုးတွေကိုလည်းလွမ်းနေပြီရွာကိုလည်းပြန်ကျင်ပြီဒေသကိုလည်းအောင်းမိနေပြီဒါကြောင့်မလို့တမိလေးရှင်နဲမိကိုချီဝဲပြီးတော့တကောင်းပြေကိုပြန်လည်လာခဲ့တဲ့အချိန်မှာပဲအေရမြစ်ကြောင်းမှဆန်တက်လာပြီးတော့အင်းဝမြို့အနောက်တပည့်တောက်ရိပ်စိတ်ကမ်းမှာသုံးမန်လာအပြင်းဖျားပါတော့တယ်ဒီရဲ့အဖျားယောဂနဲ့ပဲသုံးမန်လာမိဖုရားကွယ်လွန်ခဲ့ပါတယ်အဲ့ဒီလိုကွယ်လွန်ပြီးတဲ့နောက်မှာသုံးမန်လာနဲ့ဖြစ်လာပါတယ်သုံးမန်လာမွေးတဲ့ရှင်နဲမိကတော့အသက်2နှစ်အရွယ်နဲ့ကြံခဲ့ပြီးတော့သူ့အမေသေဆုံးတာကြောင့်ညင်ခွန်းတာကြပြီးတော့သူလည်းပဲသေဆုံးခဲ့ပါတယ်အဲ့ဒီကလေးသေတော့လဲမနှဲလေးဆိုပြီးတော့နတ်ဖြစ်ခဲ့ပါသေးတယ်ကျွန်တော်ရှင်းကမှပြောခဲ့တဲ့ရွှေနပေမှာမောင်တစ်တင်နဲ့ရခဲ့တဲ့ဒါတော့2ပါးရှိပါတယ်အဲ့ဒါကတော့ရှင်ညုံနဲ့ရှင်ပြူဆိုပြီးတော့ဖြစ်ပါတယ်အဲ့ဒီဒါတော့2ပါးကဒုတဘောင်မင်းကြီးတန်ခါစားပြီးတော့ဒုတဘောင်မင်းကြီးကခွင့်ပြုလိုက်တဲ့အခါမှာအတတ်ပညာတွေကိုအထာရတအတတ်ပညာတွေကိုသင်ယူစေခဲ့ပါတယ်အဲ့ဒီလိုပညာတွေသင်ယူပြီးတဲ့နောက်မှာသူ့ရဲ့ဒါတော့2ပါးကအလွန်တော်ပြီးတော့အလွန်တန်မာတဲ့ဒါတော့2ပါးဖြစ်လာတာကြောင့်ဘယင်းကနန်းလူမှာဆိုပြီးတော့သူတို့2ယောက်ကိုမြောက်ပေးကလက်ဝိတ်ထိုးခိုင်းပါတော့တယ်အဲ့ဒီလိုလက်ဝိတ်ထိုးတဲ့လူနိုင်ရင်အရှိတန်ဖြစ်ခမ်းမယ်ဆိုပြီးတော့အဲ့လိုမြောက်ပေးခဲ့ပါတယ်အဲ့ဒါနဲ့ညီကို2ယောက်ကလည်းအသေးလည်းထိုးကြရင်နောက်ဆုံး2ယောက်လုံးအမောဆိုပြီးတော့တေပွဲဝင်ကြရရှာပါတော့တယ်အဲ့ဒီတေပွဲဝင်ပြီးတော့ရှင်ညိုနတ်နဲ့ရှင်ဖြူနတ်ဆိုပြီးတော့ဖြစ်လာခဲ့ပါတယ်အဲ့ဒါလည်းမပြီးသေးဘူးအနောရထာမင်းကြီးရဲ့ခမဲတော်ကွမ်းစော်ကျောင်းဖြူမင်းကိုလည်းထီဖြူဆောင်နတ်ဆိုပြီးတော့လည်းပူဇော်ကြပါသေးတယ်နောရထာမင်းကြီးရဲ့ဘွားတော်ကိုလည်းထီဖြူဆောင်မဲတော်ဆိုပြီးတော့ပူဇော်ကြပါတယ်နတ်ကိုးကွယ်မှုကတစားနဲ့ကြီးထွားလာခဲ့ပါတယ်အဲ့ဒီလိုနဲ့နတ်မိသားစုကြီးပေါ့ဗျာနတ်အတိုင်းဝိုင်းကျွန်တော်တို့လူဘဝမှာတော့ရှိသေးတယ်မလားကျွန်တော်တို့အမျိုးတွေကတယောက်ကအရာရှိပဲဖြစ်ဖြစ်ပေါ့ကုမ္ပဏီမှာပဲဖြစ်ဖြစ်တနေရာမှာဖြစ်ဖြစ်တကယ်အကြီးဆုံးပိုင်းမှာဖြစ်နေပြီဆိုရင်ကျွန်တော်တို့နေရာရဖို့ကလည်းလွယ်ကူရတယ်မဟုတ်ဘူးလားလောက်ရဖို့လည်းလွယ်ကူတယ်ပေါ့အခုဒီလိုပဲမောင်တင်တဲ့နဲ့ပတ်သက်တဲ့လူတွေအကုန်လုံးကလည်းနတ်တွေဖြစ်ပုံကြတယ်ပေါ့ဗျာဘာလို့လဲဆိုအဲ့ခက်ကသူတို့တနာတယ်သူတို့ကျင်နာတယ်လူစမ်းကောင်းတွေကိုအဲ့လိုရဆက်တက်ခံရတယ်ဆိုရင်သူတို့ကနှမျောတန်းတကြတယ်အဲ့ဒီလိုနဲ့နတ်ဖြစ်တယ်ဆိုပြီးတော့လူစမ်းကောင်းတွေနတ်ဖြစ်တယ်ဆိုပြီးတော့ပေါ့အဲ့လိုကိုးကွယ်လာတဲ့အစင်လာကနေကျွန်တော်နတ်ကိုးကွယ်မှုကြီးဆိုပြီးတော့ပေါ်ပေါက်ခဲ့ပါတယ်အနောရထာမင်းကြီးကလည်းဒီဗုဒ္ဓဘာသာတရဏထုံးကားစီပြိုးလာအောင်လုပ်နေတဲ့အချိန်ဆိုတော့ဒီလိုကြီးထွားလာတဲ့နတ်ကိုးကွယ်မှုအယူကွဲလွဲမှုတွေကိုပယ်ဖျောက်ရန်ကြံစီရပါတော့တယ်အဲ့ဒီအချိန်မှာပြည်သူတွေရဲ့အိမ်တိုင်းမှာဘုရားကျောင်းဆောင်မရှိတော့လဲကျွန်တော်နတ်ကွန်းစံကတော့အိမ်တိုင်းလိုရှိကြပါတယ်ဘုရားကိုစွမ်းပုံမှန်မကတ်တော့လဲနတ်ကွန်းစံမှာတော့ဥဖြားဖြားပူဇော်လေးရှိကြပါတယ်ဒီနေ့တော့အခါမှာတော့အနောရထာမင်းကြီးကဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်အဲ့ဒါကတော့နတ်ရုပ်ထုတွေအားလုံးကိုယူဆောင်ကပထိုးဟောင်းထဲမှာတန်ကျိုးတုတ်ကထားခဲ့ပါတယ်အဲ့ဒီရုပ်ထုတွေကိုနောရထာမင်းကြီးကိုယ်တိုင်ကျင်ဆက်ကြဖြင့်ရိုက်တော်မူပါတယ်အဲ့ဒါနဲ့ဆိုရိုးစကားတွေကြားဖို့ကြတယ်မလားလူချမ်းကိုနတ်ချမ်းမခံနိုင်လူမင်းပုံကြီးနတ်မင်းမနေတာတို့ဆိုတဲ့စကားပုံလေးတွေလေအဲ့လိုရပြီးတော့နတ်ရုပ်ထုတွေအားလုံးကိုပထိုးဟောင်းထဲမှာပေးပြီးတော့အကုန်လုံးကိုထည့်ထားခဲ့ပါတယ်အဲ့ဒီလိုပိတ်ထားတဲ့နေရာကိုနတ်လောင်ကျောင်းဆိုပြီးတော့လည်းနမီကြော်ချပြန်ပါလေတယ်ဗျာအဲ့ဒီလိုနီးနဲ့လည်းနတ်ပြဒနာကိုဖြည့်ရှင်းခဲ့ပါတယ်ကဲအဲ့ဒါဆိုနတ်ပြဒနာတွေရောအရေးကြီးပြဒနာတွေကိုအားလုံးပြီးသွားပြီဆိုတော့ကျွန်တော်ဗုဒ္ဓသာရဏထုံးကားရေးကိုအလေးပေးပြီးတော့ဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်အဲ့လိုဗုဒ္ဓသာရဏထုံးကားရေးကိုဆက်လက်လှုပ်ဆောင်တဲ့အခါမှာရှင်အာရဟံပြောကြားခဲ့ဘူးတဲ့တထုံမှာတရိယတတ်တော်မူတော့ပြီးခဲ့စာပေတွေရှိတယ်မနုဟာမင်းကြီးကိုကုညီတောင်းပြီးတောင်းရန်ရနိုင်ပါအန်လို့ဆိုခဲ့တဲ့ကိုအနောဒမင်းကြီးတတိယနေစေဖြစ်ပါတယ်ဗုဒ္ဓဘာသာနိုင်ငံအဖြစ်ခံယူပြီးတော့ဒီပိဋကစာပေ၄တောင်ပြစရာမရှိဘူးဆိုရင်ခရပါလိမ့်မယ်ဆိုကနောရထာမင်းတရားကတထုံမြေကိုတန်တမန်များဆေလွတ်ရန်စီစဉ်ပါတော့တယ်တထုံကိုတန်တမန်တွေတွားရောက်တဲ့အကြောင်းကိုမပြောမိမှာတထုံဆင်းသက်လာပုံရဲ့အကြောင်းလေးကိုနည်းနည်းလေးပြောကြည့်ကြအောင်မြတ်စွာဘုရားရဲ့ဘိုးတော်အင်္စနာမင်းကြီးဖြိုကျွင်းခုနှစ်94ခုနှစ်မှာတထုံမြို့နန်းတော်ကိုတိဟရာဇမင်းတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်အဲဒီတိဟရာဇမင်းမှာမနုဟာမင်းအထိမင်းဆက်59ဆက်စူးစံခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်အဲ့ဒီချိန်ကတော့တထုံမြို့ကကျွာလေးတတာပဲရှိပါတယ်နောက်မှလဝလူမျိုးမွန်တိုင်းသားအချို့နဲ့ပိုးတောင်သူလူမျိုးအချို့ကအဲ့ဒီကိုတွားရောက်နေထိုင်ခဲ့ရနေပြီးတော့တဖြည်းဖြည်းကြီးလာခဲ့တာဖြစ်ပါတယ်တထုံကိုပရမတော့ရခဘူရာဆိုပြီးတော့ခေါ်ပါတယ်အဲ့ဒါနဲ့တဖြည်းဖြည်းနှစ်တွေကြာလာတဲ့အခါမှာသူဓမ္မဘူရာဆိုပြီးတော့မြည်ပြောင်းခဲ့ပါတယ်အဲ့ဒါနဲ့အဲ့လိုပဲတဖြည်းဖြည်းနောက်ဆုံးနှစ်တွေကြာတဲ့အခါမှာတထုံဆိုပြီးတော့အမည်သွင်းခဲ့ရပါတယ်တထုံမှာတခြားနာမည်လည်းရှိပါတယ်အဲ့ဒါကဒုနာဘုံ
ပုံမိနိုင်ငံဆိုပြီးတော့တခြားအမည်နဲ့ခေါ်သွင်းပါတယ်အဲ့ဒီအဓိပ္ပာယ်ကတော့ရတနာမြေရွှေတိုင်းပြည်ဆိုပြီးတော့အနက်တွေပဲရပါတယ်အဲ့ဒါကတော့ကျွန်တော်တထုံပြည်ရဲ့သမိုင်းချင်းလေးပဲဖြစ်ပါတယ်ကဲဒါတော့ကျွန်တော်တို့တဏ္ဍမန်လွတ်တဲ့ကြောင်းကိုဆက်လက်ပြောကြရအောင်နော်ရထားမင်းကြီးကတထုံပြည်ကိုပညာဗလအမတ်ဦးဆောင်တဲ့တန်တမန်ဖွဲ့ဆေလွတ်ခဲ့ပါတယ်အဲ့ဒါနဲ့နော်ထားမင်းကြီးကတထုံကိုဆက်တမဲ့လက်ဆောင်ဗန္နာများနဲ့တထုံပြည်မနုဟာကိုရှောက်တင်မဲ့တဝန်လာစာပြီးတော့တဏ္ဍမန်ဖွဲ့သွားရောက်ရမယ်ခရီးစဉ်တွေပေါ်နော်ထားမင်းကြီးအစအဆုံးစီစဉ်ပေးခဲ့ပါတယ်အဲ့လိုနဲ့တဏ္ဍမန်ဖွဲ့တထုံကိုသွားတဲ့လမ်းခီးမှာပဲဥဒ္ဒါဘကိုးကိုတထောင်နားပါတယ်အဲ့ဒီလိုနားရတဲ့အကြောင်းရင်းမှာလည်းနော်ထားမင်းကြီးကိုယ်တိုင်စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုဥဒ္ဒါဘကိုးကိုနားပြီးတော့ဥဒ္ဒါဘကိုးမှာရှိတဲ့ဘယင်နဲ့ပကံနော်ထားမင်းကြီးနဲ့ချစ်ကြည်ရေးပေါင်းတဲ့ဆက်ဆံရေးပူပေါင်းဆောင်ရွက်ရေးများကိုတဏ္ဍမန်ဘုတ်ကတခါနဲ့ပြောကြားလိုတာကြောင့်ဥဒ္ဒါဘကိုးမှာတထောင်နာခြင်းဖြစ်ပါတယ်ဥဒ္ဒါဘကိုးကပကံတဏ္ဍမန်တွေကိုလိုက်လိုက်လည်လည်ကြိုဆိုပြီးတော့ပကံနော်ထားမင်းကြီးရဲ့သဘောထားကိုလည်းလက်ခံခဲ့ပါတယ်အဲဒီလိုနဲ့ပကံနဲ့ပကိုးကသသားနဲ့ဖြစ်သွားတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာဥဒ္ဒါဘကိုးမှာကျွန်းစစ်တီတွေရန်ကိုကြောက်ရတဲ့အချိန်ဖြစ်ပါတယ်ကျွန်းစစ်တီတွေကခြားနိုင်ငံသားတွေဖြစ်တာကြောင့်နိုင်ငံသားအန်တယ်ကိုကြောက်ရတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီလိုဥဒ္ဒါဘကိုးကကျွန်းစစ်တီတွေအန်တယ်ကိုကြောက်ရတဲ့အချိန်မှာကျွန်တော်တထုံဘယင်မနူဝါမင်းကိုရှောက်တင်ပါတယ်ဥဒ္ဒါဘကိုးကလည်းမွန်နေပဲဖြစ်ပါတယ်မွန်ဘယင်အုပ်ချုပ်တဲ့အချိန်မှဖြစ်ပါတယ်အဲ့ဒီလိုပဲတထုံကလည်းမွန်ဘယင်အုပ်ချုပ်တဲ့အချိန်မှဖြစ်ပါတယ်အဲ့ဒါကြောင့်ဥဒ္ဒါဘကိုးမှာရှိတဲ့ဘယင်ကမွန်ချင်းချင်းအကူအညီတောင်းခဲ့ပါတယ်အဲ့ဒီလိုမွန်ချင်းချင်းကူညီတောင်းတဲ့အခါမှာတထုံဘယင်ကဥဒ္ဒါဘကိုးဘယင်ရဲ့တောင်းဆိုမှုကိုညှင်းဆိုခဲ့ပါတယ်အဲ့ဒါနဲ့အဲ့ဒီချိန်မှာဥဒ္ဒါဘကိုးနဲ့တထုံဘယင်တို့ကမသက်ဖြစ်နေတဲ့အချိန်ပေါ့ဗျာတင်းမာနေတဲ့အချိန်အဲ့ဒီချိန်မှာပကံတဏ္ဍမန်ဖွဲ့ရောက်ရှိသွားပြီးတော့ချစ်ကြည်ရေးစကားဆိုတဲ့အခါမှာဥဒ္ဒါဘကိုးကလက်ခံခဲ့တယ်အဲ့ဒါပြီးတဲ့နောက်မှာပကံတဏ္ဍမန်ဖွဲ့တထုံကိုခရီးဆက်သွားခဲ့ပါတယ်အဲ့ဒီလိုခရီးဆက်ပြီးတော့တထုံကိုရောက်တဲ့အခါမှာတော့တထုံပြည်မှာရှိတဲ့အမှုမှတ်တွေကလည်းကောင်းစွာအိတ်ခံခဲ့ပါတယ်တထုံပြည်မှာရှိတဲ့ကျောင်းတွေဖျားတွေအလှည့်ပတ်ပြီးတော့တွားကြည့်ရှုခဲ့ပါတယ်အဲ့လိုကြည့်ရှုလဲပတ်ပြီးတထုံပြည်မှာ၄-၅ ရက်ကြာတဲ့အခါမှာတော့မှုမှတ်တွေကအတိကလာရင်ဖြစ်တဲ့တထုံမင်းနဲ့တွေ့ဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီလိုနဲ့တထုံပြည်ကမှုမှတ်တွေကလည်းတထုံမင်းကိုရှောက်တင်ခဲ့ပါတယ်အဲ့ဒီလိုရှောက်တင်တဲ့အခါမှာတော့တထုံပင်ကတွေ့ခွင့်ပေးပြီးတော့တထုံပင်နဲ့ပကံတဏ္ဍမန်ဖွဲ့တို့တွေ့ဆုံကြပါတော့တယ်အဲ့ဒါတထုံပင်ကပထမဆုံးမိတ်ဆက်စကားပြောပါတယ်ပကံမင်းကျမ်းမာပါစပကံပြည်ရဲ့အခြေအနေပကံပြည်ရဲ့စီးပွားရေးပကံပြည်ရဲ့နိုင်ငံရေးအခြေအနေတွေကောင်းပါလေစားဆိုပြီးတော့နှုတ်ဆက်ပါတယ်ပကံတဏ္ဍမန်ဖွဲ့ကလည်းကောင်းပါနဲ့အားလုံးဆင်ပြေပါတယ်အဲ့လိုဖြေချပြီးတဲ့နောက်မှာနောက်ဆုံးတထုံပင်မနူဟာကတထုံပြည်ကိုလာရောက်တဲ့အဓိကအကြောင်းရင်းကဘယ်သို့အကြောင်းအရာရှိပါတယ်လဲလို့မေးလိုက်ပါတယ်အဲ့ဒါနဲ့ပညာဗလအမတ်ကြီးကနားဆင်တော်မူပါဖေဟာအင်လျှောက်ခွင့်ပြုတော်မူပါဖေဟာပကံတဏ္ဍမန်ဖွဲ့ဘုန်းတော်ကြီးမြတ်သောဘုရင်မင်းတရား၏ခြေတော်ဆုံးကိုဥခိုက်လာသည်မှာထူကဲသောရည်မှန်းချက်ရှိပါတယ်ပကံပြည့်ရှင်ဘုရင်အနောထာသည်ယခုအခါ၌ပကံဗုဒ္ဓတာရဏတော်ကြီးစီပင်တိုးပွားအောင်အားဆိုင်ခွန်ဆိုင်ဆောင်ရနေပါပြီကြိုးပမ်းနေပါပြီဒီလိုကြိုးပမ်းအားထုတ်ရတဲ့ပကံနိုင်ငံတော်မှာပိဋကတ်၃ပုံကျမ်းများမရှိသေးဗုဒ္ဓဂုဏမ၏ဓာတ်တော်မွေတော်များမရှိသေးမှားသည်ကိုအမှားမှန်သည်ကိုအမှန်ဟုအတည်ပြုရန်ကျမ်းနိကေလည်းမရှိသေးဗုဒ္ဓရှင်တော်မြတ်ကိုရည်မှန်းကိုးကွယ်ရန်ဘုရားရှင်ရဲ့ကျွေးကြံတော်အမွေနှစ်လည်းလုံးဝမရှိတထုံပြည့်ရှင်မင်းတရားဌာနဤကသုံးပုံအစုံ30ရှိကြောင်းကြားသိရပါတယ်ဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော်မူတော်များလည်းပိုင်ဆိုင်ကိုးကွယ်ထားကြောင်းသိရပါတယ်တို့ဖြစ်သောကြောင့်ပိဋကတ်3ပုံတပုံကို၎င်းဗုဒ္ဓရှင်တော်မြတ်၏ဓာတ်တော်မူတော်များမှတင့်လျော်သေး၍ကိုလည်းလူရန်ချီးမြှင့်ပေးပါရဲ့အနောယထာမင်းတရားကိုစားပန်ကြားအပ်ပါတယ်ဘုရားဆိုပြီးတော့ရှောက်တင်လိုက်ပါတယ်အဲ့ဒါနဲ့ပကံတဏ္ဍမန်အမတ်တွေမမျောလင်းထားတဲ့အရာတစ်ခုဖြစ်ပွားပါတော့တယ်တထုံပင်ရဲ့မနူဟာမင်းကချက်ချင်းပင်မူရပြောင်းသွားပါတော့တယ်အဲ့ဒါနဲ့ပညာဗလအမတ်ကြီးကအဲ့ဒီလိုရှောက်တင်ရင်ဘယင်တော်ထာထံမှပိဋကတ်3ပုံကျမ်းနဲ့ဓာတ်တော်မွေတော်များအလူခံသည့်ဒုတိယတဝန်လာကိုမနူဟာမင်းကိုဆက်တာပါတယ်အဲ့လိုဆက်တာလိုက်တော့မှဒုတိယတဝန်လာကိုမနူဟာမင်းဖြန့်လို့ပဲမကြည့်လက်ပြားနဲ့ပဲမထိဒေါရအမျက်ချောင်းချောင်းထွက်ခါပကံတဏ္ဍမန်ဖွဲ့ရဲ့ခေါင်းဆောင်ကိုကြည့်ကဒေါရတန်ဖြင့်မနူဟာမင်းဒီလိုမိန့်ကြားလိုက်ပါတယ်ရက်လေတော့ပကံတဏ္ဍမန်နောက်ထပ်ဘာစကားကိုမှမတင်လေနဲ့ဘုရားမြတ်စွာ၏ဓာတ်တော်မွေတော်များသည်ပကံလို့မိစ္ဆာနိုင်ငံနှင့်တန်လို့လားဘုရားမြတ်စွာဘုရား၏ပိဋကကျမ်းစာတို့သည်ပကံတော်ယူလွဲမှားသောဒိဋ္ဌိနိုင်ငံနှင့်လျော်ကန်လို့လားယေကြီးယဟန်တို့တရဏကိုအယိုးဆွဲအောင်ကိုးကွယ်မြဲကိုးကွယ်ခဲ့သောဒီနိုင်ငံမှာတရဏထုံးကားမယ်လို့ဘယ်တော့မှမယုံကြည်နိုင်ပြီငါအသက်ရှင်နေတဲ့ကာလပတ်လို့ဘုရားမြတ်စွာ၏ဓာတ်တော်မွေတော်များ
များနဲ့ပိဋကတ်ချမ်းစာကိုဘယ်တော့မှမရနိုင်မှဆိုပြီးတော့ဒေါနာဖြင့်မိန့်ကြားတော်မူလိုက်ပါတယ်ကျွန်တော်တို့အစားကိုကိုအောင်စားစကားကိုကိုမပြောနဲ့ဆိုတဲ့စကားကိုချပူးကြမှာပါဒီမှာတော့တထုံပင်ရဲ့မနူဟာကတော့စကားကိုအကုန်ဆိုလိုက်ပါတယ်အဲ့ဒါနဲ့ပကံတန်အဖွဲ့ဘာမှလျှောက်တင်ခွင့်မရှိတော့ပဲအသိတစိတ်ပြန်လာခဲ့ရပါတယ်နွေတာမင်းရဲ့စိတ်ကူးတဲ့ကအိမ်မက်လေးနဲ့အားလုံးပျက်စီးသွားခဲ့ရပါတယ်တကယ်တော့နွေတာမင်းကြီးကအဲ့ဒီလိုပိဋကတ်သုံးပုံနဲ့တရိယာတက်ဆွဲတွေတက်တော်မွေတော်တွေရလာမယ်ဆိုရင်သူကပကံကနေပြီးတော့ဆိုင်းနေပုံနေလမ်းတစ်လျှောက်မှာလဲဆိုင်းစင်ပုံစင်ခက်ခနာနာကြိုးဆိုပြီးတော့ပကံပြည်သူတွေရဲ့စိတ်ကိုပို့ပြီးတော့ကြီးညိုတရားပွားလာအောင်လုပ်မယ်ဆိုပြီးတော့ကြံရွယ်ခဲ့ပါတယ်ဒါပေမဲ့လည်းကြံစီထားတဲ့အရာတွေးတောထားတဲ့အရာတွေကအားလုံးရေထဲကိုမျောပါသွားတယ်လို့စာနာပြောက်သွားခဲ့ရပါတယ်အဲ့ဒီလိုပြည်သူတွေရဲ့စိတ်ကိုပြောင်းအောင်လုပ်ပြမယ်ဆိုတဲ့စိတ်ကူးအမှန်တွေကအလကားဖြစ်သွားပါတယ်ဒါပေမဲ့လည်းဒီပိဋကတ်သုံးပုံနဲ့တက်တော်မွေတော်တွေကမရရင်မဖြစ်ပကံပြည်မှာအားကိုအားထားစရာဘာမှမရှိထောက်ပြစရာမရှိတဲ့အတွက်ကြောင့်တနည်းနည်းနဲ့တော့ရအောင်ယူမှဖြစ်ရလိမ့်မယ်ဒါပေမဲ့ချစ်ကြည်ရဲ့မိတ်ဆွေအနေနဲ့ယူရမလားဒါမှမဟုတ်စိတ်ရေးကိုသုံးပြီးယူရမလားဆိုတာကိုနော်ထာမင်းကြီးစဉ်းစားစရာတွေဖြစ်လာခဲ့ပါတယ်အဲ့ဒီအကြောင်းတွေကိုကျွန်တော်တို့နော်ထာမင်းကြီးနဲ့ရှင်အာရန်တို့တွေ့ဆုံဖို့ရှင်အာရန်ကတထုံပေကလာတာဖြစ်တဲ့အကြောင်းစစ်တိုက်မယ်ဆိုရင်တော့ရှင်အာရန်ဘလို့ပြောဆိုမလဲဒီအကြောင်းအရာတွေကိုကျွန်တော်နောက်ပတ်3လေးမှာကျွန်တော်တို့ဆက်လက်ကြည့်လိုက်ကြရအောင်ဖြောဝိနဲ့ဖြတ်သားအချစ်ဇလန်းတွေတထုံပြေကိုတိုက်ခိုက်ပုံတွေတထုံပြေကိုမသားခိုက်မီမှာအနော်ထာမင်းကြီးဘလောက်ထိသဘောထားကြီးခဲ့ပုံတွေဘလောက်ထိဆေးဆက်ညီနိုင်ခဲ့တာလုပ်ခဲ့ပုံတွေကိုတင်ပြပေးတော့မှာပဲဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ပတ်3လေးကိုဆက်လက်သိရှိနိုင်ဖို့ကလည်းကျွန်တော်ရဲ့ channel လေးကို subscribe လေးပြုလုပ်ပေးထားကြဖို့လိုအပ်ပါတယ်အဲလို subscribe လေးလုပ်ထားပြီးတော့ဘေးနားက notification bell လေးကိုလည်းနှိပ်ထားကြဖို့ရည်ကြည်ပါတယ်အဲ့ဒါမှကျွန်တော် video အသစ်တင်နိုင်သိရမှာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်ရဲ့ part 2လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် part 3လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် see you the next video bye bye